ဆေးလက်ဖက်ချက်ဦးလုံလေးတင်ပေးပါမယ်ရှင်မင်္ဂလာပါရှင် New Day Blog ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကတော့ကျုပ်လက်ဖက်လောက်စားမှာဖြစ်ပါတယ်တကယ်ချင်းတွေကိုလည်းလုပ်ကြည့်မှာပေါ့နော်ဒီလက်ကဝယ်ခဲ့တယ်ပေါ့နော်ကြည့်ရှုပေးကြပါအောင်ရှင်ပထမအဆုံးကျုပ်အချက်မြန်အောင်ဒီနည်းနဲ့စားတင်ထားပါမယ်ရှင်လေအိုးဆန်တလောက်ကျုပ်18လုံးလောက်ပြုတ်ထားလိုက်ပါတယ်ရှင်ကျုပ်ဒီလိုအရာလေးပေးထားတယ်ပြီးရင်တော့လိုအပ်တဲ့ပစ္စည်းထည့်မယ်ပထမအဆုံးနေနဲ့ငရုတ်ကောင်းထည့်တယ်ရင်ကဗီနီဂါထည့်ပေမဲ့ကိုဗီနီဂါမရှိလို့အစားထိုးတံပြားကြီးထည့်ထားပါတယ်အဲ့ဒါမှချက်ဥလေးတွေကအလွာလိုက်လေးနဲ့အတွင်းသားထုတ်နေမှာပါရှင်ပြီးတော့ကျမအမထည့်ပေးလိုက်တဲ့လက်ဖက်ချောက်ထည့်ပါမယ်အောင်ပန်းကအမျိုးတွေထည့်ပေးလိုက်တာလို့ပြောပါတယ်လက်ဖက်ကအရန်တောက်ကောင်းပါတယ်သူကဖွေးတန့်ပြီးတော့ကျမကြီးလက်ဖက်ချောက်ပေါ့နော်စီးချိုသွေးချိုကြတာတို့အစီကြတာတို့တော်တော်လေးအဆင်ပြေရလို့ပြောပါတယ်လက်ဖက်6ကလက်ဖက်ထဲမှာပါတဲ့အမွေး6ရွက်တွေရောထည့်လိုက်ပါတယ်ရှင်ပြီးရင်တရုတ်အခေါ်ရှမ်းရှင်းလျောက်ဖြစ်ပြီးတော့ဂျပန်အခေါ်ခိုးရှင်းလျောဆိုတဲ့ဟင်းခတ်အမွေးကြိုင်လေးထည့်ပါမယ်ရှင်အမားထည့်ပေးလိုက်တဲ့ရှာကောပါကောမုံနဲ့နက်နက်ပွင့်လေးထည့်လိုက်ပါမယ်ရှင်ဒီဆေးလက်ဖက်ချက်ဦးလုပ်ဖို့ကလေတရုတ်ကလာတဲ့ ready made အမုံထုတ်တွေရှိပေမဲ့ကျမကတော့ကိုယ်တိုင်လုပ်ရတာကိုပိုကြိုက်ပါတယ်ရှင်ပိုစားကအောင်အမားညွန်ပေးတဲ့ပဲငံပြားရည်အနောက်အကျဲခရုစီထည့်ပြီးတာနဲ့ oregano နဲ့တိုင်းမှုကိုလည်းထည့်လိုက်ပါမယ်ရှင်ဘေးမဖြစ်စေဖို့0 calorie shortcut လည်းထည့်ပါမယ်ရှင်အစာပလာဆောင်ထည့်လို့ပြီးစီးသွားတဲ့ခါမှာတော့ရေထည့်ပြုတ်ပါတော့မယ်ရှင်အရသာအလေးစားသူတွေစားလေးထည့်ဖို့လည်းမမေ့ပါနဲ့နော်လေးဆက်ဆက်ပွင့်လာတယ်နည်းနည်းတော့နားကြီးရပေါ့နော်ရေထည့်ပြီးတော့မီအေးနဲ့အထက်ခါပြုတ်ပါမယ်ရှင်ပြုတ်နေရင်တန်းလန်းနဲ့လည်းလက်ဖက်အခါတက်မလွန်ကဲလာအောင်တတိထားရပါမယ်ရှင်ပြုတ်ရင်လည်းအိမ်လုံးကိုမွေးနေရပါရှင်ဒါပွက်လာတဲ့အချိန်မှာတော့ဒီရဲ့လက်ဖက်တွေကိုဆဲလိုက်ပါတယ်ပိုခါလာမှာဆိုလို့ပါပေါ့နော်ဒီကလေးပိုခါသွားမှာမဟုတ်ပါရှင်တော်တော့မွေးပါတယ်လက်ဖက်နဲ့နေရောဟင်းခတ်မွေးကြိုင်နဲ့နေရောမွေးကြိုင်နေရပါရှင်တညသိ3-4ချိန်ပြုတ်ပြီးတဲ့အခါမှာတော့ဒီလိုအရသာတွေစီးဝင်နေတဲ့ဒီလိုရလက်ကောင်ရပါတယ်ရှင်လက်ရည်ဆေးထားပြီးတော့ကိုမီးဖို့ကိုတင်တဲ့ကြက်ဥပါနော်တငယ်ချင်းတွေအတွက်အကြောင်းကိုယူသွားပါပြီရှင်တငယ်ချင်းတွေစီက feedback ကောင်းရတဲ့အတွက်လည်းကျေနပ်ပီတိဖြစ်ရပါတယ်ရှင်အဆုံးထိကြည့်ရှုပေးသူများကိုကျေးဇူးတင်ပါတယ်ရှင်။ကျောင်းတစ်ဖက်အလုပ်တစ်ဖက်နဲ့မို့ဗီဒီယိုအရိုက်ကျဲပြင်မဲ့လည်းဖော်လို့ပေးထားတဲ့သူများအားလုံးလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။